ကောင်းတာလုပ်ရတဲ့နဲ့မကောင်းတာတွေဖြစ်နေတာလည်းရှိတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေရနေတဲ့လူလည်းရှိတယ်ဘဝရဲ့အတွေ့အကြုံအစင်မပြေမှုတွေဆိုတာလောကကြီးမှာရှိတယ်လို့အရာရာဟာကံနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲနဲ့ပဝန်းကျင်အခြေအနေရရနဲ့လည်းသက်ဆိုင်တယ်လို့ပြောကောင်းလဲကံမကောင်းလဲကံလို့ကံတရားကိုရွတ်စွနေခြင်းဟာနေရာတိုင်းမှာတော့မမှန်ဘူးပေါ့မမှန်တတ်ဘူးအဲ့ဒါလို့ကံတရားကိုရွတ်စွနေခြင်းကြောင့်ကံတရားပေါ်မှာကောင်းတာလုပ်ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးမကောင်းတာတွေဖြစ်ရင်ကံတရားပေါ်မှာယုံကြည်မှုလျော့ပါသွားတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေတွေ့ပြီးတော့လည်းပဲကံတရားပေါ်မှာယုံကြည်မှုတွေလျော့ပါသွားကံဆိုတာအကြောင်းတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာဖြစ်တယ်ဘဝဆိုတာကိုကံကဖန်တီးတယ်ဆိုတာမှန်တယ်ဘုရားရဲ့ဟောပြောချက်အရဘဝတစ်ခုရလာတာဟာအခြေခံအကြောင်းတရားကတော့ကံပဲဖြစ်တယ်သို့တော့ကံတစ်ခုတည်းလားလို့ဆိုတော့မဟုတ်ဘူးကံနဲ့တွဲဖက်ပြီးတော့ကိလေသာတွေကဘဝတစ်ခုကိုဥဆောင်ဖန်တီးသွားတာပဲဖြစ်တယ်ကိလေသာတွေရဲ့ဥဆောင်မှုဘဝတစ်ခုရလာဖို့ကြည့်ရမယ်ဆိုလို့ရှိရင်လူတယောက်ဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့ဒါတို့ကောင်းမကောင်းဆိုတာတွေဟာအခြေအနေရလူတွေဟာမိမိတို့စိတ်ထဲမှာဖြစ်ပေါ်တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကောင်းတာတွေလည်းစုမိဆောင်မိဖြစ်သွားတယ်မကောင်းတာတွေဆိုတာလည်းပဲစုမိဆောင်မိဖြစ်သွားတယ်အဲ့ဒီနေရာမှာဘဝတစ်ခုကိုဖန်တီးတော့မယ်ဆိုရင်ကံကြီးတက်တက်ဆိုရင်ကတ္တရားကကောင်းတာတွေလုံးလို့ရှိရင်ကောင်းတဲ့ကံအလှဲ့ကျုံတဲ့အခါမှာကောင်းတာကိုဖန်တီးလိုက်တယ်မကောင်းတဲ့ကံရဲ့အလှဲ့ကျုံတဲ့အခါမှာမကောင်းတဲ့ကံကိုဖန်တီးလိုက်တယ်ဘဝမှာဘယ်ကံကအလှဲ့ကျုံမယ်ဆိုတာမသိနိုင်ဘူးဘာနဲ့ဥပမာတူတော့ဆိုရင်ကဏ္ဍမျိုးစုံရေးထားတဲ့ဘောလုံးကလေးတွေကိုစက်ဝိုင်းထဲမှာထည့်ပြီးတော့လှဲတဲ့အခါမှာထိဖွင့်တဲ့အခါမှာကြည့်ပေါ့ဘောလုံးတွေကဏ္ဍမျိုးစုံရေးထားပြီးတော့လှဲလိုက်တဲ့အခါမှာဘယ်အလုံးထွက်လာမယ်ဘယ်ကဏ္ဍထွက်လာမယ်ဆိုတာကြွတင်ပြောနိုင်လို့တရားအောင်ပေါ့အခွင့်သာတဲ့အလုံးကထွက်လာတာအဲ့ဒီထွက်လာတဲ့အလုံးမှာပါတဲ့ကဏ္ဍကိုကောက်ချိတ်လိုက်ပြီးနောက်တစ်လုံးထပ်လဲနောက်တစ်လုံးထပ်လဲပြီးအဲ့ဒီကဏ္ဍနေနဲ့သွားပြီးတော့တိုက်ဆိုင်တဲ့အခါထိပေါက်တယ်လို့ပြောကြတယ်အဲ့ဒါလိုပဲလူတွေမှာကဏ္ဍမျိုးစုံရှိတယ်လို့ပဲကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ်လုပ်တဲ့အခါမှာတေဂဏိခါရောက်လာပြီဆိုလို့ရှိရင်ကောင်းတဲ့ကံကအလှဲ့ကျသလားမကောင်းတဲ့ကံကအလှဲ့ကျမှာလားလို့ဆိုတာချွတ်တင်သတ်မှတ်ဖို့ရမတမခဲတယ်မသေးကြတဲ့လောကကြီးဘဝအခြေအနေဟာသေချာခြင်းရေရာခြင်းမရှိဘူးလို့ဆိုလို့မသေးကြရုံနဲ့မဟုတ်ဘူးအစင်မပြေမှုတွေကလည်းဖြစ်တတ်တယ်အစင်မပြေမှုတွေနဲ့လည်းကြုံတတ်တယ်ဘဝရဲ့အနေအထားကိုအဲ့လိုဖြစ်တယ်ဟုတ်ပြီကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကံတရားကတော့သူကဘဝတစ်ခုကိုထုတ်လုပ်ဖို့ရအစဉ်သင်းဖြစ်နေပြီအဲ့ဒါလို့အစဉ်သင်းဖြစ်နေတဲ့အခါမှာသူ့ရဲ့လမ်းကြောင်းပေးတာကတော့ဘယ်သူကလမ်းကြောင်းပေးတော့ဆိုလို့ရှိရင်အဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့ဒီနှစ်ခုကလမ်းကြောင်းပေးလိုက်တာကံတရားကဘဝတစ်ခုကိုထုတ်လုပ်ဖို့ရအတွက်ဝိုင်းဝန်းကူညီပေးတာကတော့အဝိဇ္ဇာနဲ့တဏှာဒီကနေ့မှာမြင်ရတဲ့အာယုန်တစ်ခုပေါ်အမှန်မသိအောင်အမှန်တရားကိုဖုံးကွယ်ပေးလိုက်တာကအဝိဇ္ဇာဖုံးကွယ်ပေးလိုက်တဲ့အခါမှာအဲ့ဒီဖုံးကွယ်ပေးလိုက်တဲ့အမှန်ကိုမမြင်ရလို့အကောင်းထင်မိသွားပြီးတွေ့တာကတဏှာ
အဝိဇ္ဇာကြောင့်အမှန်မသိလိုက်ဘူးတဏှာကြောင့်တွေ့မိတွေ့ရတွေ့လိုက်တယ်ကောင်းတယ်လို့ထင်လိုက်တယ်ဥပမာမယ်ငရဲကြမဲ့လူတယောက်ကိုဒီကနေ့အချိန်မှာမိတော့ကြီးတွေကိုမြင်နေတယ်မိတော့ကြီးတွေကိုသူ့ရဲ့စိတ်ထဲမှာရွှေတောင်ကြီးကိုနေအောင်ဟတ်နေတယ်လို့ထင်ရွှေတောင်ကြီးတော့တွေ့ပြီလို့စိတ်ထဲမှာအောင်းမိတယ်တကယ်ကတော့မိတော့ကြီးကိုမြင်တယ်ရွှေတောင်ကြီးတွေ့ပြီလို့ဆိုတဲ့အခါမှာလူတွေရဲ့စိတ်သဘာဝအရာရွှေဆိုတော့လိုချင်တာပေါ့လိုချင်တဲ့စိတ်ကဝင်လာတယ်အဲ့ဒီအချိန်မှာကံကနေတွန်းချလိုက်တဲ့အခါမှာရွှေတောင်ဆိုတဲ့သူထင်တဲ့စီရောက်သွားတော့တကယ်တွေ့လိုက်တဲ့အခါကျတော့မိတော့ကြီးဖြစ်နေမိတော့ကြီးဖြစ်ပြီးမိလောင်ခံရပြီပေါ့အဲ့ကြနောက်ဆုံးလို့မရတော့ဘူးမိတော့ကြီးဖြစ်ပြီးရွှေတောင်လို့ထင်ပြီးတော့လိုချင်စိတ်လေးဖြစ်လိုက်တဲ့အချိန်လေးမှာကံကနေတွန်းပေါ်လိုက်တယ်အဲ့တော့ငရဲမီးတဲ့ကြပြီးငရဲမီးလောင်ကျွမ်းမှုကိုခံနေရတယ်ပေါ့ဒီလိုဆိုလို့ဒီပေါ့နော်အဝိဇ္ဇာကအမှန်တရားကိုဖုံးလွှမ်းနေဆိုတာမိထောက်နဲ့ရွှေရောင်ကစင်စင်တူတာကိုတူတော့သူကမိထောက်ဆိုတဲ့သဘာဝကိုရွှေရောင်နဲ့အလဲလဲလှုပ်ပေးလိုက်တယ်လို့ဖြစ်သွားအဲ့ဒီမှာလိုချင်တဲ့ကဖြစ်သွားဘဝတစ်ခုပို့တယ်ဆိုတာအဲ့ဒီပုံစံနဲ့ပို့တယ်အဝိဇ္ဇာရဲ့လှည့်စားမှုတဏှာရဲ့တွေ့တာမှုတွေအပေါ်မှာကံတရားကတွန်းပို့လိုက်တာအဲ့ဒါကိုအဘိဓမ္မထသင်္ဃဟာကျမ်းမှာဒီအဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေဘဝတစ်ခုကုရနဲ့ပတ်သက်ပြီးရေးထားတာအဝိဇ္ဇာပရိခိတေနတဏှာနုတယမူလကေနသင်္ခအဝိဇ္ဇာပရိခိတေဟိဝိတ္တယအဝိဇ္ဇာနုတယပရိခိတေဟိတဏှာနုတယမူလကေဟိသင်္ခါရေဟိစနိယမနံဆိုဘဝကုပုံတွေကိုပြောထားတာရှင်းရှင်းလေးပဲတခြားကျမ်းနေမှာလည်းပဲအဲ့လိုပြောနော်အဝိဇ္ဇာကအမှန်မမြင်အောင်ဖုံးပေးတယ်တဏှာကအမှန်မမြင်သည့်အတွက်ကြောင့်အကောင်းထင်သွားတယ်အဲ့ဒီအချိန်မှာကံကနေပြီးတွန်းပို့လိုက်တာရောက်သွားရောဘဝတစ်ခုတည်းလို့ဆိုကောင်းတဲ့ဘုံဘဝကြတော့လည်းပဲဒီကောင်းတာတွေလွှမ်းမိုးလာတဲ့အခါကြတော့လည်းပဲဒီဘဝဆိုတာဘယ်ဘဝမှမကောင်းဘူးအကောင်းထင်တာကိုကလည်းပဲဆိုးလို့ပဲပြောမှာဒါကတော့မကောင်းတာကိုအကောင်းထင်နတ်ပြည်ရောက်မဲ့ပုဂ္ဂိုလ်ကြတော့နန်းနန်းပုံမိမ့်မှကြီးတွေမျက်စိထဲမှာသေအပ်မှုအချိန်မှာတွေ့မြင်လာတယ်အဲ့ဒီတွေ့မြင်လာတဲ့အချိန်မှာတဏှာကြောင့်စိတ်ကအဲ့ဒီဘက်ကိုညွတ်သွားလိုက်တဲ့အချိန်လေးမှာကံကနေတွန်းပို့လိုက်တော့ပုံမိမ့်မှကြီးတွေရောက်သွားတယ်ဒါကတော့အကောင်းလို့ပြောကုသိုလ်ကံရဲ့လွှမ်းမိုးမှုဟာဒီလိုကောင်းတဲ့ဘက်ကိုပို့ပေးလိုက်သို့တော့အကောင်းလို့ပို့လိုက်ပေမဲ့လို့မင်းနောက်ထပ်အဲ့ဒီကောင်းမေ့ဆိုတဲ့ပုံရောက်ပြီးတော့ကောင်းတာတွေကိုမစွန့်နိုင်မခွာရက်ဖြစ်ပြီးနောက်တစ်ခါသေအောင်တော်လို့ဆိုတဲ့သဘောမျိုးနဲ့ပို့လိုက်တဲ့သဘောပဲဖြစ်တယ်သေရအောင်မှတော့သေချတယ်နတ်တွေကြတော့ကောင်းတာတွေနဲ့ပဲတွေ့တဲ့အခါကျတော့မခွဲခြင်းမခွာခြင်းနဲ့မခွဲခြင်းမဲ့နဲ့ခွဲရတယ်ဆိုတယ်ပိယဟိဝိပယောကောဒုက္ခကိုအလူလဲခံစားရတယ်နတ်ပြည်ကြဘာကြောင့်လို့ဆိုရင်ချမ်းသာဒုက္ခအလွန်ကြီးမားတာလွန်ကြီးမားတဲ့ချမ်းသာဒုက္ခကိုခံစားနေရတာခံစားလို့မှအာမရခင်ခွဲခြားလိုက်တာအဲ့ဒါပိယဟိဝိပယောကောဒုက္ခဖြစ်တယ်